ဒီနေ့တော့တအင်တာနက်လုံးမှာဟိုးလေးတကြော်ဖြစ်နေတဲ့ပရိသတ်တွေကအဖြစ်မှန်ကိုအခြေခံထားတာမဖြစ်ပါစေနဲ့လို့အဆူတောင်းဆုံးဖြစ်တဲ့မျက်ရည်ကျူကာတွန်းလေးကိုတင်ဆက်ပေးသွားမှာပါအဖြူအမဲကဘာလေးတွေကနေမြစ်တာတွေသုံးလောင်းပေးပါဆိုတဲ့ဇလံလေးပါပကြီးတင်နေတဲ့အမဖြစ်သူကယောဂဆိုခံစားရပြီးအသက်ရှင်မှုတစ်နှစ်ပဲအချိန်ကျန်တော့တာပါညီမလေးကတော့ကာတွန်းပြိုင်ပွဲကိုဝင်ပြိုင်ချင်နေပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့်အမဖြစ်သူရဲ့ကဘာကြီးမှာအယောင်တွေပျောက်ဆုံးသွားခဲ့ရပြီးအဖြူနဲ့အမဲပဲကျန်ပါတော့တယ်ညီမလေးကတော့ညာဘက်လက်ကိုဆုံးရှုံးလိုက်ရပြီးဘယ်ဘက်လက်မှာလည်းလက်ချောင်းသုံးချောင်းပဲကျန်ပါတော့တယ်ဒါဆိုရင်ကိုစီအိမ်မက်တွေဆုံးရှုံးသွားကြရတဲ့ညီမနှစ်ယောက်ဟာဒီနောက်ဆုံးကြံနေတဲ့တစ်နှစ်တာအချိန်လေးကိုဘလို့များဖြတ်တန်းသွားကြမလဲဆေးရုံထဲမှာတော့အရန်ကိုစိုးရိမ်တကြီးဖြစ်နေတဲ့အမဖြစ်သူကဆရာဝန်ရဲ့မှတ်ချက်ကိုနားထောင်နေပါတယ်မင်းအသက်ရှင်ဖို့တစ်နှစ်ပဲအချိန်ရတော့မယ်ထင်တယ်ဒါပေမဲ့ဆရာဝန်ရဲ့စကားကဒီလောက်နဲ့တင်ရက်တန့်သွားခဲ့ပြီးအမဖြစ်သူကဖြည်းဖြည်းချင်းမတက်ရက်လိုက်တယ်စိတ်လှုပ်ရှားမှုတစုံတရာမှမရှိတဲ့ပုံစံနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်အိုးမမပြန်လာပြီလားဒီနေ့ဆေးဆေးရတာအဆင်ပြေရဲ့လားညီမလေးရဲ့မေးခွန်းကိုကြားတော့အမဖြစ်သူကအထစ်ထစ်အငေါငေါနဲ့ပြန်ဖြေပါတယ်အင်းဟော်မုန်းနဲ့ကမောက်ကမဖြစ်နေတာမျိုးပါပဲအဲ့ဒီလိုပဲထင်တာပါပဲလေအမဖြစ်သူရဲ့စကားကိုကြားတော့ညီမလေးကခဏလောက်စဉ်းစားခန်းဝင်သွားပြီးအော်ထင်တဲ့အတိုင်းပဲကိုဒါဆိုရင်မမတေချာအေးအေးဝဝအိမ်မှာရမယ်နော်လို့ပြောလိုက်တယ်ညီမလေးကပြောပြီးတာနဲ့တပြိုင်နက်သူမဆွဲနေတဲ့ပုံပေါ်ကိုပဲအာယုံပြန်ဆိုင်သွားပြန်ပါတယ်ဒါပေမဲ့ဒီအချိန်မှာအမဖြစ်သူကပကြီးဆွဲဖို့စိတ်မပါတော့ပါဘူးသူကညီမလေးကိုအထစ်ထစ်အငေါငေါနဲ့ပဲအပြင်ထွက်ဖို့ခေါ်လိုက်ပါတယ်မြို့ထဲဘက်သွားလဲကြမလားပြီးရင်ခဲပကြီးလေးပါလေးဆွဲကြတာပေါ့ညီမလေးကနည်းနည်းနားမလည်နိုင်ဖြစ်သွားတယ်ဟင်းအခုမြို့ထဲသွားမလို့လားမဟုတ်သေးဘူးလေမမရဲ့မမကအမှုပညာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှလေအခုပကြီးမဆွဲပဲအပြင်ထွက်လဲနေလို့အဆင်ပြေပါမလားနောက်ပြီးညီမလေးလည်းအခုကာတွန်းပြိုင်ပွဲဝင်ရအောင်ပါလေညီမလေးကနည်းနည်းညှင်းဆန်နေတာကိုမြင်တော့အမဖြစ်သူကဒီနေ့တော့သူမမဖြစ်မနေသွားချင်တယ်လို့အတင်းကျပ်ပြောပါတယ်အဲ့ဒီနောက်မှာတော့ညီအမနှစ်ယောက်လုံးရင်တိုက်မှုဖြစ်သွားခဲ့ကြပါတော့တယ်ဒဏ်ရာအပြင်းအထန်ရသွားတဲ့အမဖြစ်သူကိုကြည့်ပြီးညီမလေးကခတ်တိုးတိုးလေးရှင်းပြနေရှာပါတယ်ဒါကဘယ်နေရာလဲဆေးရုံလားဟုတ်တယ်မမဆရာဝန်ကညီမလေးကိုပြောပြတယ်မမရဲ့အုံနောက်ကအပြင်းထန်ထိခိုက်သွားလို့အမြင်အာရုံတွေအရန်ဝေဝါးသွားလိမ့်မယ်တဲ့အတိအသာဆုံးလက္ခဏာကတော့မျက်စိရှိမှမြင်ရသမျှအရာအလုံးကအဖြူမဲတွေကြီးပဲဖြစ်နေလိမ့်မယ်တဲ့ဒါကြောင့်မို့လို့လေမမရဲ့အမှုပညာတက္ကသိုလ်ကိုတော့တတိလေလာတဲ့အမဖြစ်သူဟာညီမလေးစီကဒီလိုကိစ္စမျိုးကိုကြားလိုက်ရတဲ့အခါအသက်ရှူတွေမြန်လာပါတော့တယ်သူကတုံရင်နေတဲ့လက်တွေနဲ့သူ့ဆက်ပင်တွေကိုအဆက်မပြတ်ဆန်းတက်နေမိတယ်အဲ့ဒီလိုအခြေအနေကိုမြင်တော့အမဖြစ်သူထက်အရင်တတိလေလာတဲ့ညီမလေးကအလောတကြီးနှစ်သိမ့်ရှာပါတယ်ကိစ္စမရှိပါဘူးမမရဲ့ညီမလေးလေးလေညာဘက်လက်တစ်ဖက်လုံးမရှိတော့ဘူးပြီးတော့ဘယ်ဘက်လက်ကလည်းစုပ်ပြတ်တက်ကုန်ပြီလေကာတွန်းထပ်ဆွဲလို့မရနိုင်တော့ပါဘူးတကယ်တော့မူလာတန်းတုန်းကညီမလေးဟာကာတွန်းဆွဲရတာကိုအရန်ဝါသနာပါခဲ့တာပါအဲ့ဒီတုန်းကညီမလေးဟာပကြီးဆွဲတဲ့စုတစ်ခုကိုရခဲ့လို့ဘလောက်တောင်ပြောနေခဲ့လိုက်တယ်လဲမမေးနဲ့တော့ဒါပေမဲ့အဲ့ဒီအချိန်ကပကြီးတင်နေတဲ့အမဖြစ်သူကတော့ညီမလေးရဲ့လက်ရာကညံ့လွန်းတယ်လို့ထင်ခဲ့တယ်အဖြူအမဲပုံကဆေးရောင်စုံပုံတော့ဘလားပါမလဲဆိုပြီးတော့ပေါ့အယောင်သွေးမပါတဲ့အရာတွေကအမဖြစ်သူရဲ့စိတ်ကိုလုံးဝမလှုပ်ရှားစေနိုင်ခဲ့ပါဘူးဒီစကားကိုကြားလိုက်ရတဲ့ညီမလေးကတော့အဲ့ဒီအချိန်မှတင်ဂရီတစ်ခုကိုပြက်ပြက်တတတီးခဲ့ပါတယ်နောက်တစ်ချိန်ကျရင်မမကိုအသေးလဲကိုစိတ်လှုပ်ရှားသွားစေရမယ့်ကာတွန်းမျိုးကိုမဖြစ်မနေဆွဲပြမယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့အခုလက်ရှိအချိန်ကိုပြန်ကြည့်လိုက်တော့အတင်းကျပ်အပြင်ထွက်ဖို့တောင်းဆိုခဲ့တဲ့အမဖြစ်သူဟာညီမလေးရဲ့အိမ်မက်တွေကိုအပီးတိုင်ဖျက်ဆီးပစ်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ညီမလေးတစ်သက်လုံးပကြီးထက်ဆွဲလို့မရတော့ဘူးဆိုတာကိုသဘောပေါက်သွားတဲ့အခါအမဖြစ်သူကဆေးရောင်တွေကိုမြေပြင်ပေါ်အကုန်လုံးမှောက်ချပစ်လိုက်ပါတယ်ညီမလေးမမကလူမိုက်ပါဟာမမကနေ့ရဲ့အိမ်မက်တွေကိုဖျက်ဆီးပစ်လိုက်တာပါပဲဒီယွန်စရာကောင်းလာတဲ့ဆေးရောင်တွေထဲမှာအမဖြစ်သူကဘာအယောင်ကိုမှလုံးဝမမြင်ရတော့ပါဘူးညီမလေးကတော့အမဖြစ်သူဓားချုံလေးတစ်ချောင်းထုတ်ယူလိုက်တာကိုမြင်လိုက်ရတော့ဘာကိုမှဂယုမဆိုင်နိုင်တော့ပဲအမဖြစ်သူကိုချက်ချင်းပြစ်ဖက်ထားလိုက်ပါတယ်မမဒါမမရဲ့အမှားလုံးဝမဟုတ်ပါဘူးအမဖြစ်သူရဲ့စိတ်ခံစားချက်တွေကိုနှစ်သိမ့်ချုံမော်ပြီးတဲ့နောက်မှာတော့ညီမလေးဟာသူ့နေရာသူပြန်သွားခဲ့ပါတယ်သူကနာကျင်မှုတွေကိုကြိတ်မိတ်ပြီးခံပြီးအလွန်ခက်ခက်ခဲခဲနဲ့စုပ်ပြတ်နေတဲ့ဘယ်ဘက်လက်လေးကိုတုံးပြီးစပွဲပေါ်ကကာတွန်းစာအုပ်ကိုကောက်ယူလိုက်တယ်ဆွဲလို့မပြီးသေးတဲ့သူမရဲ့လက်ရာတွေကိုကြည့်ရင်ညီမလေးကပါးစပ်နဲ့ကိုက်ပြီးကာတွန်းစာရွက်တွေကိုအပိုင်းပိုင်းဆဆဆုပ်ဖြဲပစ်လိုက်ပါတယ်အဲ့ဒါကိုမြင်တော့အမဖြစ်သူကအလွန်တရာထိတ်လန့်သွားပြီးညီမလေးစီကိုအတင်းပြေးသွားပါတယ်ဒါပေမဲ့ညီမလေးကမြေပြင်ပေါ်ကနေကာတွန်းစာအုပ်တစ်အုပ်ကိုကောက်ယူလိုက်ပါတယ်အဲ့ဒီစာအုပ်နာမည်ကပါရာမီလုံးဝမရှိသူတဲ့သူမကအမဖြစ်သူကိုဒီကာတွန်းစာအုပ်လေးဖတ်စေချင်နေပါတယ်အကြောင်းရင်းကတော့ကာတွန်းတွေရဲ့အစိပ်ပိုင်းအများစုကအဖြူနဲ့အမဲတွေကြီးပဲဖြစ်နေလို့ပါကာတွန်းထဲမှာဆိုရင်တော့မမမြင်ရတဲ့ကဘာကြီးကတခြားသူတွေမြင်ရတာနဲ့အတူတူပဲဖြစ်နေမှာပါဒါကြောင့်မို့လို့မမကကာတွန်းဆွဲတာပိုကောင်းလိမ့်မယ်ထင်တယ်မမကဇလန်းမဖန်တီးတတ်ဘူးဆိုရင်တော့မှဇညုံးကိုညီမလေးကပဲရေးပေးမှာပေါ့ဒီစကားကိုကြားလိုက်ရတဲ့အခါမဖြစ်သူကအယံကိုနားလေအခက်သွားပါတယ်ဒီလိုလုပ်ရတဲ့အတိတ်ပဲကိုသူနားမလည်နိုင်ဖြစ်နေခဲ့တယ်ဒါနဲ့ပတ်သက်ပြီးညီမလေးကရှင်းပြရှာပါတယ်ညီမလေးကမမကိုတာဝန်ယူပြီးညီမလေးအတွက်ကာတွန်းဆွဲပေးစေချင်တာပါတကယ်လို့မမကညီမလေးအပေါ်အားနာစိတ်ဖြစ်နေတယ်ဆိုရင်တော့တေချာပေါက်ဆွဲပေးမှာပဲမဟုတ်လားဘလို့လဲမမ
အတူတူကာတွန်းဆွဲကြမလားဟင်ညီမလေးရဲ့စေတနာအမှန်ကိုခံစားသိရှိသွားပြီးတဲ့နောက်မှာတော့မဖြစ်သူကဘာမှထပ်မစင်စားနေတော့ပဲမျက်ရည်တွေကျရင်လက်ခံလိုက်ပါတော့တယ်အရန်ကောင်းတာပဲမရဲ့ဒါဆိုရင်တော့နောက်နှစ်ကျင်းပမဲ့စုကြီးအတွက်အမိရောက်နိုင်ပြီပေါ့ဒါပေမဲ့ညီမလေးစီကနောက်နှစ်ဆိုတဲ့စကားလုံးကိုကြားလိုက်ရချိန်မှာတော့မဖြစ်သူရဲ့ရင်ထဲမှာဒိန်းကနေဖြစ်သွားရပါတယ်ဆရာဝန်ပြောခဲ့တဲ့စကားတွေကလည်းနားထဲမှာပြန်ကြားရောက်လာခဲ့တယ်ဒါကြောင့်အချိန်ကိုအမိရဖမ်းဆုံနိုင်ဖို့အတွက်မဖြစ်သူကစပွဲကိုတစ်ချက်ပုတ်လိုက်ပြီးအခုပဲစဆွဲကြရအောင်လေအခုချက်ချင်းပဲစမလားဟင်တာပေါ့ဘာလို့လဲဆိုတော့မကပကြီးဆွဲတာအရန်နေတယ်လေမဖြစ်သူစိတ်အားထက်သန်နေတာကိုမြင်တော့ညီမလေးကလည်းချက်ချင်းအကြံပြုလာပါတယ်ဒီတစ်ခါတော့ကျမတို့တိတ်ပံစိတ်ကူးရင်ဇလန်တပုတ်ဖန်တီးကြမယ်လေအစာပိုင်းမှာစစ်ဆက်ထားတဲ့မိန်းကလေးတစ်ယောက်ကုမ္ပဏီတဲကိုခိုးဝင်သွားရင်သူမရဲ့လက်သူကျွဲအဖြတ်ခံလိုက်ရတဲ့အခန်းကနေစကြတာပေါ့ဒီလိုဇက်အိမ်မျိုးကိုကြားလိုက်ရတော့မဖြစ်သူကတကယ်ပဲစိတ်ဝင်စားစရာကောင်းပါမလားလို့နည်းနည်းစိုးရိမ်သွားရှာတယ်ဒါပေမဲ့ညီမလေးကတော့အရန်ကိုယုံကြည်ချက်ရှိနေခဲ့တယ်အဲ့ဒီနေရာမှာရင်ခေါင်းစဉ်ကိုအတီးပြုတ်လိုက်ကြပြီးအဲ့ဒီနာမည်ကတော့နည်းနည်းလောက်တော့ကံမကောင်းဘူးလို့ပေးလိုက်ကြပါတယ်ဒီလက်ရရဲ့အတူကောက်နာမည်ကိုတော့ SIF လို့သတ်မှတ်ထားပြီးတိတ်ပံစိတ်ကူးရင်ဇလန်းကိုဆိုလိုတာပါခေါင်းစဉ်နဲ့ဇလန်းအစကိုသတ်မှတ်ပြီးသွားတဲ့နောက်မှာတော့ညီမလေးဟာဘဝကိုကြိုးကြိုးဆဆနဲ့ဖြတ်တန်းပါတော့တယ်မပြည့်စုံတော့တဲ့သူမရဲ့ဘယ်ဘက်လက်လေးကိုအသုံးပြုပြီးထမင်းစားတယ်သူကိုအသုံးပြုပြီးထမင်းစားရတဲ့လုပ်ငန်းစဉ်ကအရန်ကိုနာကျင်ခက်ခဲလာပါတယ်ဒါပေမဲ့အကောင်းမြင်တတ်တဲ့ညီမလေးကတော့သူကိုအသုံးပြုရလွယ်အောင်ပြုပြင်မှုမှန်လိုက်ပါတယ်ဘလို့လဲမိုက်တယ်မလားမဖြစ်သူကလည်းသူမရဲ့ခွန်အားတွေအားလုံးကိုပကြီးဆွဲတဲ့အထဲမှာပဲညှို့နှံထားလိုက်ပါတယ်ဒီလိုနဲ့ပဲအချိန်တွေကတရွေ့ရွေ့ကုန်းဆုံးသွားခဲ့ပြီးဘွယ်နှင်းတပင်ခန်းသားလဲနီးကပ်လာပါပြီဟေးအနေရရှိတယ်လေဟိုရှိကကုံတင်ကားကြီးကိုမမြင်ဘူးလားအော်ဟုတ်တာပဲမကမီးပွိုင်းရောင်တွေကိုမှမခွဲခြားနိုင်တော့တာကိုမြန်ဆွဲလေမရဲ့ဒီနေ့အလုပ်တွေမပြီးသေးဘူးနော်ဖန်တီးမှုတွေလှုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာညီမလေးဟာအမြဲတမ်းကြိုးစားရှိခဲ့ပါတယ်မဖြစ်သူကညက်တဲ့အထိပကြီးဆွဲနေရင်တော့မှညီမလေးကဇလန်းပူကောင်းလာအောင်ဆက်ပြီးပြင်ဆင်နေသေးပါပဲ။အိုးမနေ့ညကဒါလေးကိုကြည့်လိုက်မိတယ်အကိုအကာလှုပ်လို့ရမယ့်အချက်တွေအများကြီးပါတယ်နော်။အမြင်အာရုံကိုဖန်းစားတဲ့နီလန်းဆိုတာမသိလား။အဲ့ဒါကစာမျက်နှာတိုင်းရဲ့ဘယ်ဘက်အောက်ထောင်သားလေးမှာတဲထိတ်ရင်ဖို့စရာစက်ကွက်လေးတစ်ခုထည့်လိုက်တာမျိုးလေဒီလိုလှုပ်လိုက်ရင်စာဖတ်သူတွေကိုစက်ဖက်ချင်စိတ်တွေပိုဖြစ်ပေါ်လာစေနိုင်တယ်လေညီမလေးရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်မဖြစ်သူမှာဝမ်းနဲ့ပူဆွေးနေဖို့အချိန်တောင်မရတော့ပါဘူး။ညီမလေးအပေါ်အရင်ကထက်ကိုပိုပြီးနူးနူးညံ့ညံ့ဆက်ဆံလာခဲ့ပါတယ်။ဆောင်းရာသီရောက်လာတဲ့အခါညီမလေးကိုအင်ဂျီကျဲတီးလေးတွေတက်ပေးတတ်ပါတယ်။ဒါအပြင်ညီမလေးကိုလည်းအထူးပဲကျေးဇူးတင်နေမိတယ်။ညီမလေးဒီလိုလုပ်ပေးတာကမဖြစ်သူရဲ့ရင်ထဲကအပြစ်ရှိတယ်လို့ခံစားနေရတဲ့စိတ်တွေကိုအများကြီးရောကျသွားစေခဲ့လို့ပါ။ဒါကြောင့်မို့လို့ညီမလေးကိုကာတွန်းဆွဲနီးတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဟင်။ဘာဖြစ်လို့လဲဟင်တကယ်တော့မဖြစ်သူဟာအဲ့ဒီနေ့ကစပြီးအချိန်တိုင်းစိတ်သက်တွေကျဆင်းနေခဲ့တာပါ။ညီမလေးရှိနေပေးလို့သာသူရှေ့ဆက်ပြီးရှောက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်။ကလည်းဘာလို့ဒီလိုစကားတွေထပ်ပြောနေရတာလဲညီမလေးကတယောက်တည်းအတွက်နဲ့တင်ကာတွန်းဆက်ဆွဲနေတာမှမဟုတ်တာနာတော့နာကျင်ရမှာပေါ့လေဒါပေမဲ့အဲ့ဒီကာတွန်းစာအုပ်ကိုသာအဆုံးသတ်နိုင်ခဲ့မယ်ဆိုရင်တော့ကျမတို့တွေဟာတင်းငယ်တဲ့ကန်ဆိုးမှုလေးကိုကြော်ဖြတ်နိုင်ခဲ့ပြီဆိုတာကိုသက်သေပြနိုင်မှာပဲမဟုတ်လားဒါပေမဲ့ရဲ့မတာပကြီးဆွဲတာဒီထက်နည်းနည်းလောက်ပုံမြန်ပေးနိုင်ရင်ကောင်းမယ်နော်ညီမလေးကဒီလအတွင်းအပြီးဆွဲနိုင်မလားလို့တောင်တွေးနေတာညီမလေးရဲ့စကားကိုကြားတော့မဖြစ်သူကအင်းလို့ခေါင်းညှိပြလိုက်ပြီးအစွမ်းကုန်စူးစမ်းပါမယ်လို့ပြန်ဖြေပါတယ်ဒါပေမဲ့မကြသေးခင်ကစပြီးမဖြစ်သူဟာခေါင်းတွေအယမ်းမှုနေတတ်ပါတယ်။တနေ့မှာတော့ညစ်နက်တဲ့အထိပကြီးဆွဲနေတဲ့မဖြစ်သူကဘေးနားကညီမလေးပင်ပန်းနဲ့စပွဲပေါ်မှောက်အိတ်နေတာကိုမြင်သွားတယ်။သူချက်ချင်းမတက်ရက်လိုက်ပြီးတန်ရှင်းတဲ့ဆောင်းတစ်ထည်ကိုရှာပြီးညီမလေးကိုပေါ်လွှမ်းခြုံပေးလိုက်ပါတယ်။ဒါပေမဲ့နေရာကိုပြန်လှည့်လာမလို့လှုပ်လိုက်တဲ့အချိန်လေးမှာတင်မဖြစ်သူရဲ့မျက်စိရှိမှရုတ်တရက်အမှောင်ကျသွားပြီးခန္ဓာကိုယ်ကြီးကထိန်ချုပ်လို့မရတော့ပဲမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။ဒီလိုကြီးမားတဲ့အတန်ပလန်ကြီးကြောင့်ထင်ထားတဲ့အတိုင်းပဲညီမလေးလည်းလန့်နိုးလာခဲ့ပါတယ်။ဟင်းဘာတန်ကြီးလဲဒီလိုအခြေအနေမျိုးဖြစ်သွားတော့အရန်ကိုထိတ်လန့်တုန်လှုပ်သွားတဲ့ညီမလေးဟာချက်ချင်းပဲအရေးပေါ်ဖုန်း120ကိုခေါ်လိုက်ပါတော့တယ်။အကျိုးအကြောင်းအကုန်လုံးကိုသိသွားရတဲ့အချိန်မှာတော့ညီမလေးဟာအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်။အဲ့ဒီတော့မှပဲသူနောက်ဆုံးသိသွားရတယ်။မဖြစ်သူကအဲ့ဒီနေတော့ကဘာလို့မျိုးတဲ့ကိုရုတ်တရက်အတင်းသွားချင်နေခဲ့တာလဲဆိုတာကိုပေါ့။သူမကိုဘာလို့ဖုန်းကွယ်ထားရတာလဲဆိုတာကိုလည်းသူနားမလည်နိုင်အောင်ဖြစ်နေရပါတယ်။ဒီအချိန်ကာလတွေဆိုတာစေယုံတက်ပြီးကုသမှုခံယူနေရမယ့်အချိန်တွေမဟုတ်လား။ဘာလို့လဲဆိုတော့တကယ်လို့မတာတည်သွားခဲ့မယ်ဆိုရင်လေညီမလေးဖြစ်တဲ့သူလည်းတေချာပေါက်အတူတူလိုက်သွားမိမှာမို့လို့ပါပဲနဲ့အတူတူပကြီးဆွဲရတာကိုညီမလေးတကယ်ကိုပြောခဲ့တာပါဒါကြောင့်နောက်မှာကာတွန်းထပ်ဆွဲလို့မရတော့ဘူးဆိုရင်တောင်မှမတာဘေးနားမှာရှိနေပြီးရင်အခြေအနေကအဲ့ဒီလောက်ကြီးဆိုးမှမဟုတ်ပါဘူးဒါပေမဲ့အခုတော့လေညီမလေးတကယ်ကိုမနိုင်တော့ဘူးဆက်ပြီးမတောင့်ခံနိုင်တော့ဘူးညီမလေးစီကဒီလိုစကားမျိုးကြားလိုက်ရတဲ့အခါမဖြစ်သူကအတန်ကုန်ဟစ်អော်လိုက်ပါတော့တယ်မရဘူးလေညီမလေးသာအရှုံးမပေးဘူးဆိုရင်ဘယ်ဘက်လက်နဲ့လဲဆွဲလို့ရတာပဲညီမလေးကအခုဆိုတူတောင်ကျွမ်းကျင်ကျင်သုံးနေနိုင်ပြီပဲခဲတံကိုလည်းတေချာပေါက်ကင်နိုင်မှာပါဆက်မပြောနဲ့တော့
မမဖြစ်သူကအရှုံးမပေးဖို့တိုက်တွန်းနေတာကိုသိလိုက်ရတဲ့အခါညီမလေးကအယမ်းကိုဒေါသထွက်သွားပြီးမမဖြစ်သူကိုလဲကျသွားအောင်ထိကန်ထုတ်ပစ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒါကမဖြစ်နိုင်တော့လို့ပဲ။မမနဲ့ညီမလေးအတူတူဆွဲနေတဲ့နည်းနည်းလောက်တော့ကံမကောင်းမှုဆိုတဲ့ကာတွန်းစာအုပ်ကိုလည်းညီမလေးစုပ်ဖြဲပစ်လိုက်ပြီ။အားလုံးကနောက်ကျသွားပြီးဒီအတိုင်းပျက်စီးသွားလဲဘာမှမဖြစ်ပါဘူး။ဘလို့ပဲဖြစ်ဖြစ်မမလည်းအပြီးဆွဲနိုင်မှာမဟုတ်တာ။နောက်ပြီးညီမလေးသာပကြီးပြန်ဆွဲနိုင်ဦးတော့နောက်ထပ်ကန်ဆိုးတာတွေထပ်ဖြစ်လာဦးမှာပဲမဟုတ်လား။ကြိုးစားသမျှတွေကအလကားပါပဲ။နောက်တစ်ခါဆိုရင်ဘယ်ဘက်လက်ဖြစ်မလားမဟုတ်သေးဘူးနောက်တစ်ခါဆိုရင်ခြေတွေလက်တွေပါအကုန်ပြောက်ကွယ်သွားမလားတော့မသိဘူးအရင်ကရင်တိုက်မှုမှာတင်အသက်ရှင်ခဲ့တာကပဲတကယ်ကိုအံ့ဩစရာအနိဋ္ဌာယုံကြီးဖြစ်နေပြီအာဟိုလေအားလုံးပဲခဏလောက်တိတ်တိတ်လေးနေပေးကြပါရှင်ဒီနေရာကဆေးရုံမို့လို့အတန်ကြဲကြဲမပြောရဘူးနော်နတ်မလေးရဲ့သတိပေးစကားကြောင့်ညီမလေးကစကားဆက်မပြောတော့ပဲမျက်ရည်တွေပဲအဆက်မပြတ်ကျနေပါတော့တယ်မမညီမလေးကြောက်တယ်ညီမလေးရဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့မမဖြစ်သူကညီမလေးမရှိတဲ့အချိန်မှာနတ်မလေးကိုစက်ကူနဲ့ကလောင်တန်လေးဝယ်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်မမဖြစ်သူကဆေးရုံမှာပဲဖန်တီးဖို့ဆုံးဖြတ်လိုက်တယ်ခေါင်းစဉ်ကတော့အဖြူမဲကဘာလေးတွေကနေမြစ်တာတွေတွန်းလောင်းပေးပါတယ်ဒီကာတွန်းလေးကိုညီမလေးအတွက်ရည်စူးပါတယ်ဆိုတဲ့စာသားလေးကိုလည်းခေါင်းစဉ်ခွဲအနေနဲ့ထည့်ထားပါသေးတယ်အမှန်အတိုင်းပြောရရင်တော့မမဖြစ်သူဟာညီမလေးကိုအမြဲတမ်းတန်မာတဲ့သူတစ်ယောက်လို့ထင်ခဲ့တာပါဘာလို့လဲဆိုတော့သူငငယ်တုန်းကညီမလေးစီကနေမျှော်လင့်ချက်တွေရခဲ့ဘူးလို့ပါပဲအဲ့ဒီတုန်းကညီမလေးရဲ့အပြုံးလေးတွေကြောင့်သာမမဖြစ်သူဟာဆေးရုံမှာပကြီးဆက်ဆွဲဖို့တတိတွေရခဲ့တာပါဒါကြောင့်ဒီတစ်ခါမှာတော့မမဖြစ်သူကညီမလေးစီကရခဲ့တဲ့မျှော်လင့်ချက်လေးတွေကိုညီမလေးစီပဲနည်းနည်းလောက်ပြန်ပေးဆက်ချင်နေတာပါဒီကာတွန်းစာအုပ်လေးကညီမလေးအတွက်မျှော်လင့်ချက်တွေတည်ဆောင်လာပေးနိုင်ဖို့သူမျှော်လင့်နေပါတယ်မျက်စိတွေတေချာမမြင်ရတော့ရင်တောင်တွေးတွေအန်ထုတ်နေရရင်တောင်မမဖြစ်သူကဆက်ပြီးဆွဲသွားချင်နေတော့မှာပဲတောင်းပန်ပါတယ်တို့ရဲ့ဘဝကဘယ်တော့မှအဆုံးမသက်သွားပါဘူးကဘာကြီးပေါ်မှာတင်းငယ်တဲ့ကန်ဆိုးမှုတွေရှိနေတဲ့၍တင်းငယ်တဲ့ပျော်ရွှင်မှုလေးတွေလည်းတေချာပေါက်ရှိနေမှာပါတကယ်လို့ညီမလေးရဲ့လက်ရာတွေသာအခက်အခဲတွေကိုကြော်ဖြတ်နိုင်မယ်ဆိုရင်လေမမရဲ့အရှိန်နဲ့ဆိုရင်တော့မသေးခင်မှာအပြီးဆွဲနိုင်မှာမဟုတ်တော့ပါဘူးဒါကြောင့်မမရဲ့တကူကောင်းဆန်တဲ့ဆန္ဒလေးကိုညီမလေးကပဲအဆုံးသတ်ပေးပါနော်နောက်တစ်ခါမှာတော့မမဖြစ်သူကခွဲစိတ်ခန်းထဲကိုဝင်သွားပါပြီမျောလင်းချက်ကင်းမဲ့နေတဲ့ညီမလေးဟာမမနဲ့အတူနေခဲ့တဲ့အခန်းလေးထဲကိုပြန်ရောက်လာခဲ့ပါတယ်အခုတော့သူကမမနဲ့အတူလိုက်သွားဖို့အားလုံးကိုပြင်ဆင်ပြီးသားပါဒါပေမဲ့နောက်ဆုံးအချိန်လေးမှာတင်မမဖြစ်သူဖန်တီးခဲ့တဲ့ကာတွန်းစာအုပ်လေးကအိတ်ထဲကနေရှော့ချလာခဲ့ပါတယ်။အဲ့ဒီအပေါ်မှာဒါကညီမလေးအတွက်ပါလို့ရေးထားတယ်။မမကဒီကာတွန်းလေးကိုဒီတိုင်းကြီးအဆုံးသတ်သွားတာမျိုးမလိုချင်ဘူး။ဒါကြောင့်ညီမလေးသာဆိုရင်တော့တေချာပေါက်လုံးနိုင်မှာပါ။ဘာလို့လဲဆိုတော့ဒါကညီမလေးရဲ့ကာတွန်းမို့လို့ပါပဲဆိုတဲ့စကားလုံးသုံးခုကတော့မမဖြစ်သူဖန်တီးခဲ့တဲ့ကာတွန်းရဲ့နောက်ဆုံးစာမျက်နှာပဲဖြစ်ပါတယ်။အဲ့ဒီမှာစကားပြောတဲ့ဘောင်လေးတွေပဲပါဝင်ပြီးဘာအလှအပဖန်တီးမှုမှမရှိပါဘူး။ဒါပေမဲ့ညီမလေးကအဲ့ဒါကိုဖတ်ပြီးတဲ့နောက်မှာတော့အယမ်းကိုငိုရှာပါတော့တယ်။မမကလည်းတဝက်တစ်ပြက်ပဲဆွဲထားတယ်တကယ်ကိုညံ့တာပဲလို့ညီမလေးကပါဇက်ကနေပြောနေပေမဲ့လည်းသူမရဲ့စုပ်ပြက်နေတဲ့ဘဲဘက်လက်လေးနဲ့ခဲတံကိုကောက်ကင်လိုက်ပါတယ်။နာကျင်မှုတွေကိုအောက်အီးသီးခံပြီးခက်ခက်ခဲခဲဆက်ဆွဲနေပါတော့တယ်။မမဖြစ်သူရဲ့ကာတွန်းလေးကနောက်ဆုံးမှာတော့ညီမလေးကိုအသက်ဆက်ရှင်ဖို့အတွက်ခွန်အားတွေပေးစွမ်းနိုင်ခဲ့ပါပြီ။ဒါကြောင့်ညီမလေးဟာအချိန်ကိုအမိရဖမ်းဆုပ်ပြီးမမဖြစ်သူခွဲစိတ်မှုမလုပ်ခင်မှာပဲဆေးရုံကိုအပြေးလွှားရောက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့မမဖြစ်သူကိုဒီလိုအဆင်မရှိတဲ့ကာတွန်းမျိုးကိုထားမသွားပါနဲ့လား။တကယ်ပဲစိတ်ညစ်ဖို့ကောင်းလိုက်တာ။ကျမကိုအသက်ဆက်ရှင်ဖို့အကြောင်းပြချက်တွေလာပေးနေပြန်ပြီ။ကဘာကြီးပေါ်မှာတေချာပေါက်တေးချင်းစရာကောင်းတဲ့ကိစ္စတွေအများကြီးရှိနေပါလျက်နဲ့ဒီစာရွက်အနှဲငယ်လေးကပဲညီမလေးရဲ့အတွေးတွေကိုပြောင်းလဲပစ်လိုက်နိုင်တယ်နော်။ကြည့်ရတာညီမလေးကလည်းအတွေးခေါ်တော်တော်ကောင်းပါတဲ့သူပဲထင်တယ်။ဒါပေမဲ့လေညီမလေးလက်ထဲမှာရှိနေတဲ့အရာလေးတွေနဲ့ပဲအစွမ်းကုန်စူးစမ်းကြည့်ပါမယ်။မလိုမျိုးမျောလင်းချက်တွေနဲ့အတူတည်သွားမှမျိုးတော့အဖြစ်မခံနိုင်ဘူးလေနောက်တစ်ခါမှတော့အချိန်တွေကတော့နွေရာသီကိုရောက်ရှိလို့လာခဲ့ပါပြီ။မမကဒီလောကမှာမရှိတော့ဘူးဆိုပေမဲ့လည်းညီမလေးရဲ့ရင်ထဲမှာတော့မမချမ်းသာရေးခဲ့တဲ့အရာတွေကအများကြီးပါပဲအာနွေရာသီကတကယ်ကိုပူလိုက်တာနော်မမထင်ထားဘူးမဟုတ်လားဒါကညီမလေးရဲ့လက်ချောင်းသုံးချောင်းနဲ့ဆွဲထားတာလေးဒါနဲ့မမမရှိတော့ခင်တုန်းကပြောခဲ့တာလေးတွေရှိသေးတယ်နော်မမအတွက်အုတ်ကူတွေဘာတွေလုံးမနေပါနဲ့အဲ့ဒီပတ်စံတွေကိုညီမလေးတက္ကသိုလ်တက်ဖို့အတွက်ပဲတင်ထားပါဆိုပြီးတော့လေအခုချိန်ထိဒီစကားတွေကိုပြန်စဉ်းစားမိရင်ညီမလေးတကယ်ကိုစိတ်မကောင်းဖြစ်ရစေပါပဲဒါပေမဲ့လည်းညီမလေးကမမအတွက်အကောင်းဆုံးအုပ်ကူတစ်ခုကိုဝယ်ပေးခဲ့ပါတယ်။ညီမလေးရဲ့အမြင်မှာတော့မမအနေနဲ့မျှော်လင့်ချက်တွေကိုပဲပိုက်ထုတ်ထားပြီးငါညီမလေးကတော့တစ်နေ့ထက်တစ်နေ့ပိုပြီးတော်လာတော့မှာပါဆိုတဲ့စိတ်ကလေးနဲ့ပဲအေးအေးချမ်းချမ်းရှိနေပေးရင်ရပါပြီ။ညီမလေးကလည်းအဖြူအမဲကဘာလေးတွေကနေမြစ်တာတွေတွန်းလောင်းပေးပါဆိုတဲ့ဒီကာတွန်းလေးကိုသူမအခြေရဆုံးသောမမအတွက်ရည်စူးပြီးပေးဆက်လိုက်ပါတယ်။ကဲဒါကတော့ဒီကာတွန်းစာအုပ်လေးရဲ့ဇလန်းအစအဆုံးပဲဖြစ်ပါတယ်။ဒီလက်ရာဟာဂျန်ထန်ရှက်ရဲ့114ကြိမ်မြောက်လူတစ်တန်းကာတွန်းစုကြီးအတွက်အဆိုပြုခြင်းခံထားရတဲ့လက်ရာတစ်ခုလည်းဖြစ်ပါတယ်။ဒီလက်ရာရဲ့စာရေးသူအမည်နေရာမှာတော့မမရဲ့အမည်ကိုပဲအသုံးပြုထားပါတယ်။ဒါအပြင်ကိုရေးအချက်လက်မိတ်ဆက်မှာလည်းဒီလိုကာတွန်းဆဆွဲဖြစ်ခဲ့တဲ့အံ့ဩစရာအလှည့်ပြောင်းလေးဟာညီမလေးရဲ့တိုက်တွန်းမှုကြောင့်ဖြစ်ပေါ်လာရတာပါလို့ရေးသားထားပါသေးတယ်။
editor ရဲ့အမြင်မှာတော့ဇလန်တဝက်လောက်မှာပကြီးလက်ရာတွေပြောင်းလဲသွားတဲ့အတွက်ကြည့်ရှုရတာအနည်းငယ်ခက်ခဲနိုင်ပေမဲ့လည်းစာရေးသူကခန်းစားချက်တွေကိုအလေးပေးဖော်ပြခြင်းတဲ့အတွက်ဒီလိုပုံစံမျိုးမျိုးနဲ့ပြောင်းလဲဆွဲဖို့ကိုပဲဒီဇိုင်းမမတ်ရွေးချယ်ခဲ့တာလို့ယူဆပါတယ်။အဲ့ဒီအပြင်တပြင်လုံးကိုပထမလူရှုထောင့်ကနေပဲတင်ဆက်ထားတဲ့အတွက်စာဖတ်သူတွေကိုတကယ့်ကိုအပြင်မှာကိုယ်တိုင်ကြုံတွေ့နေရတယ်လို့မျိုးအစစ်အမှန်ခန်းစားချက်ကိုပေးစွမ်းနိုင်မှာပါ။ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့နောက်မှာတော့ပရိသတ်ကြီးအနေနဲ့မိမိတို့ရဲ့ဘေးနားမှာရှိနေတဲ့သူတွေကိုအခုထပ်ပို့ပြီးတန်ဖိုးထားတတ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။